ကျွန်တော်မိတ်ဆွေတွေ3000ဝန်းကျင်မှာအခုလိုတီးပင်စားပင်အစုံပါတဲ့ခြံအကျယ်ကြီးလည်းပါမယ်ပြီးရင် pre box ကအစုံပေါ့နော် fully furniture ပါတဲ့အိမ်လှလှလေးတစ်လုံးကိုပြေဦးလွင်မှာဝဲဖို့လိတ်လာနေတယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုမှာပြပေးခြင်းတယ်ဒီနေ့တည်းမှာက furniture ကိုအစုံပါတဲ့အပြင်အေကန်းတွေလည်းအကျယ်ကြီးပါတယ်ပြီးရင်မာရှာဘရောနှစ်ခန့်ရိုးတက်ခန့်မှာကတင်တွေရောမွေးရတွေရောမှတ်တင်ကုန်တွေအဲ့လိုအစုံအကုန်လုံးထည့်ထားတယ်နော် garden area မှာဆိုလေအခုလိုပဲမြက်ခင်းမြက်အကျယ်ကြီးလည်းပါတယ်ပြီးရင်အရိပ်ရပင်းလည်းစိုက်ထားတယ်ပြီးရင်ပန်းတွေအများကြီးစိုက်ထားတဲ့ခြံကြီးလည်းပါမယ်ဗျာမြေကြီးက40 120ဖြစ်မယ်ကျွန်တော်ဒီနေရာကတော့ပြေဦးလွင်မြို့ဒီဇင်ဘာခြံကျော်နောက်လုံးရောက်မှရှိတယ်လာရှိုးလက်မရက်နဲ့ဝင်ရင်10မိနစ်ဆိုရောက်မယ်အခုလိုရေတကုန်းဒီမှာနော်ရေတကုန်းလှလှလေးတွေလည်းပါတယ်ပြီးရင်အထက်မှာလည်းတစ်ပင်ပန်းပင်ကိုအစုံစိုက်ထားတယ်နော်သူ့မှာထူးကြတာဒီမှာကာစီလိုလှလှလေးပါတယ်ပန်းကြံကြီးပါတယ်အရိပ်ရပင်းအကြီးအလဲမှာပါတယ်နော်အေဂျင့်နဲ့ပတ်ဝန်းကျင်မျိုးရှိတယ်သူ့မှာကောင်းတာကအိမ်ထဲမှာထည့်ထားတဲ့ facility ကလုံးဝ fully facility ဖြစ်တဲ့အတွက်ပြုံးလေးကိုလာမယ်ဆိုရင်တော့အထုပ်လေးဆွတ်တက်လာရုံပဲပြီးရင်ဒီပတ်ဝန်းကျင်အနေထားလုံခြုံမှုအနေထားလည်းကောင်းတယ်နော်ပစ္စည်းပြောက်တာရှာတာဘာညာလုံးဝမရှိဘူးအဲ့လိုမျိုးပတ်ဝန်းကျင်မျိုးရှိတယ်အခုကတော့ဒါခြံတယ်ပေါ့နော်ခြံထဲမှာဆိုရင်ဒီမှာကားပါကင် area ဖြစ်မယ်လမ်းကိုကျွန်တော်တို့မျက်နှာစာကပြီး120တင်ထားတယ်နော်120 40ဖြစ်မယ်ကတ်တရလမ်းရှိတယ်နော်ကတ်တရလမ်းကနေကျွန်တော်2ကွက်ငုပ်လောက်ဖြစ်မယ်တော်တော်လေးဒီနေရာကောင်းတယ်ချက်ချာကြတယ်နော်အဲ့တော့ခြံအကျယ်ကြီးပေါ့ဗျာဒီမှာကြည့်လိုက်ခြံကဘယ်လောက်ထိကျယ်လဲဆိုရင်120 40 120ဆိုတော့အားကလည်းအားမဟုတ်ဒီဘက်ခြံလုံးမှာကျွန်တော် garden area ပါတယ်အဲ့တော့ပြည်ဦးလွင်မှာကျွန်တော်ဒါခြံလေးလဲစိုက်ပြီးတော့နေကျင်တယ်အိမ်ကောင်းကောင်းလေးလဲနေကျင်တယ်ကျွန်တော်တို့ဘာပစ္စည်းမှထည့်ရထပ်ထည့်ရမလိုတဲ့အိမ်ကောင်းကောင်းတစ်လုံးရှားနေတယ်ဆိုရင်တော့ဒီနေ့ရှိတယ်3450နဲ့ဈေးဝင်ထားတယ်3400က3300နဲ့3400ကြားထဲမှာအဆင်ပြေအောင်ညှိအောင်ပေးမှာအိမ်နဲ့လိုက်ပြပေးမယ်ရှင်းမိုက်တယ်အင်းနဲ့ဝင်ကြည့်ပါနော်ပထမဆုံးစီတော့ပါမယ်ပြီးရင်ကျွန်တော်ကပါမယ်ကဲဒါတော့ MC ဝင်ပေါက်အပေါ်မှာကျွန်တော်မီးဆိုင်လှတာလေးပါတယ်ပကြီကားလေးတွေပါတယ်တော်တော်လေးကိုဒါစိတ်ကြည်နူးရတယ်ပတာတာဖြစ်အောင်ကိုဖန်တီးထားတာဖြစ်တယ်နော်အလှပကြိုက်တဲ့လူတွေအတွက်တော်တော်လေးကိုလှတယ်လို့ပြောလို့ရတယ်နော်ဝင်ချင်းကိုအေကန်းကတော်တော်လေးကိုခန်းနာပြီးတော်တော်လေးလှတယ်မိသားစုစီစီလုံးလုံးနဲ့နေရမယ်အေကန်းမျိုးပေါ့နော်ပြီးရင်ကျွန်တော်တို့အောက်မှာဒီမှာဆိုဖာတွေနော်ဆိုဖာတွေဆိုလဲဒါအယောင်လေးတွေလိုက်ဖက်အောင်ပစ္စည်းကောင်းတွေလည်းတုံးထားတယ်နော်ပြီးရင်ဒီဘက်မှာ partition နှစ်ခုနော် partition နှစ်ခုပါမယ်ပန်းအိုးလေးတွေနဲ့လှတာပါတာကြိုက်တဲ့လူတွေအတွက် share ပေါ့ဗျာအပေါ်မှာမီဇိုင်းခေါင်းလောင်းမီလေးတွေပေါ့နော်အဲ့ဒါမျိုးလေးတစားဆင်ထားတယ်ပြီးရင်သူကဒီဘက်ချမ်းမှာ TV cabinet ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စကားစမြည်ပြောရင်ဧည့်သည်လာတာပဲဖြစ်ပါဖြစ်မှာ TV cabinet ရှိတယ်အကုန်လုံး decorate လုပ်ပြီးသားเนาะအပေါ်မှာနိုင်လေးပါတယ်အဲ့မှာဒါမြန်မာမှုလက်ရကျွန်းလက်ရလေးတွေပါမယ်ပြီးပကြီကားလေးတွေပါတယ်เนาะအဲ့တော့အောက်မှာကကျွန်တော်ခင်းထားတာကကိုရီးယားပါကေပေါ့เนาะ SPC ခင်းထားတယ်sorry လာမီနစ်ခင်းထားတယ်လာမီနစ်ကိုအပြောင်ခင်းထားတယ်เนาะအယောင်လင်းလေးခင်းထားတယ်ပြီးတော့သူ့မှာထူးခြားတာကကျွန်တော်အိတ်ခမ်းစုစုပေါင်း3ခန်းပါတယ်မဆာဘလုံးက2ခန်းယူတစ်ခန်းတစ်ထပ်အိမ်မှာအကုန်ပါပြီးသားเนาะအဲ့လိုလေးပါတယ်ဒီဘက်မှာတော့ kitchen dining area ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဝင်ပေါင်းနဲ့အဲကန်နဲ့တန်းနေတဲ့အရာသားမျိုးမရဘူးအလင်းဝင်ရကောင်းတယ်ကျွန်တော်အိမ်ရဲ့အလှည့်ကတော့အနောက်လည်းဖြစ်တယ်ဒီဘက်မှာ kitchen dining area ဖြစ်မယ်ဒီဘက်မှာအိတ်ခမ်း3ခန်းဖြစ်မယ်နော်အိမ်မှာဆင်ထားတဲ့ decoration ပေါ့ decoration ဘိုင်းကတော်တော်လေးကိုကြပြားဆန်တယ်လို့ပြောလို့ရဗျာကဲအိတ်ခမ်း3ခန်းမှာလည်း fully facility ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးတွေကိုအသေးစိတ်ပြပေးမယ်အရေးကြီးဆုံးနော်ဒီအိမ်မှာအကောင်းဆုံးနေရာလေးတစ်ခုပြပေးမယ်အဲ့ဒါတော့ဖျားကန်းဖြစ်ပါတယ်ကဲကျွန်တော်တို့ဖျားကန်းလေးကိုဒီဘက်မှာပူဇော်ထားတာဖြစ်ပါတယ်ဗျဒါတော့ဖျားကန်းလေးပါတော်တော်လေးကိုကြက်တည်ရှိတယ်တော်တော်လေးကိုမင်္ဂလာရှိတယ်နော်ပူဇော်ထားတဲ့ဒါစီမီကွက်လေးတွေရောဖျားပန်းအိုးလေးတွေရောဖျားဆင်းနုတော်လေးအကုန်လုံးလိုက်ဖက်နာပြီးရင်အထဲမှာကကျွန်တော်တို့ပကြီကားလေးတွေရှိတယ်ပေါ့နော်ပကြီကားလေးတွေပြီးရင်အပေါ်မှာ light tray ဒါဖျားပန်းနဲ့ light ဖက်တဲ့အားလေးတွေတုံးထားတာပေါ့နော်ပကြီကားလေးတွေရောဗာလေးတော့တော်တော်လေးကိုဒါတက်ပယ်တယ်လို့ပြောလို့ရတယ်ဗျနော်အေကန်းကြီးကလည်းတော်တော်လေးလှတယ်ဖျားကန်းလေးတော်တော်လေးလှတယ်အိတ်ခမ်းကြီးလည်းတော်တော်လေးလှတယ်ဗျာနော်ကဲဒါအိတ်ခမ်းလေးပထမဆုံးဒါ single baron လေးပေါ့နော်ကလေးတွေပါလို့ရှိရင်ဒီ single baron လေးမှာထားလို့ရတယ်သူ့မှာကောင်းတာဗျာကတိန်တွေပါတယ်ခေါင်းတွေပါတယ်ဒီလိုစောင်းတွေပါတယ်နော်အဲ့ဒီအပြင်ပြီးရင်ဒီမှာဒီလိုကပီနက်တွေပေါ့နော်အဲ့လိုဗီဒီယိုလေးတွေပါထပ်ထည့်ထားတယ်အကုန်လုံးအပြည့်စုံပေါ့နော်အိမ်နဲ့တော်တော်လေးတက်ရလေးဗျအဲ့တော့ကျွန်တော်တို့ကပြုံးလိုမျိုးနဲ့ဘလောက်ဝေးလဲဆိုတော့မီခွန်ပေါ့နော်အဲကျွန်တော်ပြုံးလိုမျိုးလေးကို7မိနစ်တော့သွားရတယ်ဒါပေမဲ့လာရှိုးလမ်းမကြီးကိုထွက်ချင်းရောက်တယ်နော်အဲ့တော့ကားလေးရှိတယ်ဆိုရင်7မိနစ်ဆိုတာခဏလေးပဲအဲ့တော့ vacation home တစ်လုံးအနေနဲ့3000အောက်မှာ3000ဝန်းကျင်မှာစဉ်းစားလို့ရတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ကဲဒါနောက်ထပ်မာစတာဘရွန်နော်ဒီမာစတာဘရွန်ထဲမှာဆိုရင်ဒီမှာဒါလူကြီးတွေသုံးလို့ရအောင်နော်အယောင်တွေကစပြီးတော့ဒါလူကြီးနဲ့ရိုက်ဖက်လိုက်ဖက်တဲ့အယောင်လေးတွေသုံးထားတယ်ပြီးရင် site table တွေပါတယ်အမှန်တင်ကုန်တွေပါတယ်စပွဲတွေပါတယ်ပြီးရင်ဒီမှာ
အများဆုံး sorry ရေချိုးခန်းနဲ့အိမ်သာပေါ့နော်ရေချိုးခန်းအိမ်သာဟိုအထက်မှာသုံးထားတဲ့ပစ္စည်းလေးတော်တော်လေးကိုကောင်းတယ်တွေ့ရတယ်ဟိုအနှမ်းဆုပ်တဲ့ဆက်တွေပါတယ်ဟိုရှာဝါတွေပါတယ်နော်ဟိုနောက်တစ်ခုပြောအောင်အိမ်ကအသစ်ဖြစ်တယ်ဗျအိမ်အသစ်ချက်ချော့ဖြစ်ပါတယ်နော်လက်တင်နေယုံကျွန်တော်မြန်မာအခေါ်ဆို taxi လို့ခေါ်တာပေါ့နော်ကဲ taxi ဖြစ်ပါဒါကတော့ဒါတမီမိန်းကလေးတွေရှိတယ်ဆိုရင်ဒီလိုအရောင်လေးနဲ့တော့အောင်နော်ဖြူဖြူလွန်းလွန်းနေတော်တော်လှတယ်လိုက်ဖက်တယ်ဟိုမှာဗီဒီယိုလေးလည်းဖြူဖြူလေးဒါကလေးတွေအတွက်ပေါ့နော်ဒါမိဘတွေအတွက်တစ်ခန်းကလေးတွေအတွက်တစ်ခန်းအဖိုးဖွားတွေရှိတယ်ဆိုသူတို့အတွက်တစ်ခန်းကဲ3ခန်းဗျာဘာလို့သေးလဲအဲ့ဒါကြီးလာရင်တော့အဲကန်းမှာအေးပေါ့ဒါကတော့ဒါ TV cabinet တွေပေါက်တွေဘာတွေအခုမြင်းနေရတဲ့နော်မြေပေါ်မြေရောက်ပစ္စည်းအားလုံးထားခဲ့မှာဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်တို့မိဖို့ခန်းလေးမိဖို့ခန်းလေးကိုဝင်ချင်းကိုသူကပကြီကားလေးနဲ့လှဆင်ထားတယ်ဟိုမှာသမင်းစားကုံဆိုရင်ဟိုလိုက်ဖက်အောင်ပေါ့လှလာလေးပါတယ်ပြီးရင်ပကံခွက်ရောက်တွေရစားပြီးအကုန်လုံးပါပြီးသားဖြစ်တယ်ဒီဘက်မှာက kitchen cabinet တွေကို rubber ပေါင်းတာပေါ့နော်အဲ့ကောင်လေးနဲ့ neutral ဆန်ဆန်တဘာဝဆန်ဆန်ဖန်တီးပေးထားတယ်နော်ပစ္စည်းတွေအကုန်လုံးပါတယ်ဒီဘက်မှာအများဆုံးရေချိုးခန်းအိမ်သားလေးလည်းပါတယ်ကဲအဲ့ဒါဆိုရင်တော့ဘာမှမလုပ်တော်တော်ကြီးကိုပြည့်စုံတယ်ကဲကျွန်တော်အေကန်းမှာထိုင်လိုက်အောင်ဗျာဒီအိမ်လေးကိုဖွင့်ထားတဲ့ဈေးနှုန်းကကျွန်တော်3450ကိုဆိုင်3300ဝန်းကျင်လောက်မရဘူးလားရတယ်စစ်ပေးမယ်နော်3300နဲ့3450ကြားထဲမှာကျွန်တော်အဆင်ပြေအောင်စစ်ပေးမယ်မြေမျိုးစားကလည်းဒါစိတ်ချလက်ချနေလို့ရတယ်မြေမျိုးစားမျိုးဖြစ်တယ်နော်နောင်လုံးကိုကျွန်တော်နောင်လုံးရွာမြေလေးတွေဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်တော့3300ဝန်းကျင်မှာပြိုးလွင်မှာအနားယူဖို့အပန်းဖြေဖို့အိမ်တလုံးပေါ့ပေါ့နဲ့ဝယ်ထားခြင်းနဲ့ဆိုရင်တော့ကောင်းပါတယ်တော်တော်လေးကိုအဆင်ပြေပါတယ်တော်တော်လေးကိုစိတ်ကြည်နိုင်မှုရှိတဲ့အိမ်လေးလုံးပါဗျကျေးဇူးတင်ပါတယ်